ရေးတိုင်းငဖဲမြို့နယ်ရှိနတ်ရီကန် MPT တာဝါတိုင်ကုန်းကို AA နဲ့ပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်ထိန်းချုပ်လိုက်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ကနတ်ရီကန်ဗျူဟာအနီးက MPT တာဝါတိုင်ကုန်းကို AA နဲ့ပူးပေါင်းတပ်ကသိမ်းယူလိုက်ပြီးတဲ့နောက်တိုက်ပွဲတွေပြင်းထန်ဆက်လက်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဇွန်လ4ရက်နေ့ကနတ်ရီကန်ခန်းစစ်စခန်းတိုက်ပွဲအတွင်းကနေသေဆုံးတဲ့ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအိမ်စီးကား5စီးအပြည့်နဲ့ပြန်လည်ခေါ်ဆောင်လာရတယ်လို့သတင်းရင်းမြစ်စီကသိရပါတယ်။တာဝါတိုင်ကုန်းတကြောကကင်းမှန်သမျှကိုအရင်သိမ်းထားတာပြီးတော့မှတာဝါတိုင်ကုန်းကိုတက်သိမ်းတာလေရင်ပစ်ကူနဲ့ drone ပစ်ကူတွေအပြင်ရေပြင်ကပါစစ်ကူတွေတောက်လျှောက်ပို့နေတယ်။ဂိုးဝရွာတွေကနေအင်အား30နဲ့အထက်စစ်ကြောင်းလဲတက်လာနေတယ်လို့စီရေးသတင်းရင်းမြစ်က AR Times ကိုပြောပါတယ်။ဒါအပြင်မဆခ935အမြောက်စစ်စင်ရေးကွပ်ကဲမှုဌာနချုပ်အတွင်းကစစ်ကောင်စီအင်အားအပြည့်နဲ့စစ်သုံးမော်တော်ယာဉ်3စီးနဲ့ခဲယမ်းအပြည့်တင်ဆောင်လာတဲ့ယာဉ်တစ်စီးစုစုပေါင်းစစ်ရင်တန်း4စီးနတ်ရီကန်ဗျူဟာကိုအရေးပေါ်တက်သွားတယ်လို့စီရေးသတင်းရင်းမြစ်ကပြောပါတယ်။နတ်ရီကန်ဗျူဟာတိုက်ပွဲဖြစ်ပွားရာနေရာကိုစစ်ကောင်စီရဲ့ဘုံမောခမောက်တောင်စခန်းကနေလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ပစီရွာဘက်ကနေနတ်ရီကန်ကိုစစ်ရင်တန်း4စီးအင်အားအပြည့်နဲ့စစ်ကူပို့ဆောင်ခဲ့တယ်လို့လည်းဒေသခံတွေကပြောပါတယ်။စစ်ကောင်စီရဲ့တပ်မ9ဒုတက်မမှုကိုကဲနေတဲ့ကဘာလုံးစခန်းကိုလည်းစစ်ကူနဲ့ရိတ်ခါတွေမပို့နိုင်အောင်AAနဲ့ပူးပေါင်းတပ်တွေကပိတ်ဆို့ဖျက်တောက်ထားနိုင်ပြီလို့သိရပါတယ်ရှင်။